ဒီကဖြစ်သွားရင်ကျွန်တော်ကနှစ်ဦးနှစ်ဖက်လုံးကဆုံးရှုံးရတာကြီးပဲဂျားတွေကလိန်သွားတဲ့လူကပဲကျွန်တော်အမျက်ထွက်သွားတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမနေ့ကကျွန်တော်ပစ္စည်း protein မာတာလေးကျွန်တော်တို့မလိန်ခံလိုက်ရတယ်ပေါ့အဲလိန်ခံလိုက်တဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုကြုံခဲ့ရလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်တယ်ဒီပြောပြလိုက်တဲ့အကြောင်းအရာကလည်းကျွန်တော်ဘယ်သူကမှထိခိုက်လို့စိတ်မရှိပါဘူးရောင်းတဲ့လူတွေဖြစ်ဖြစ် protein ဝယ်တဲ့လူတွေရောဖြစ်ဖြစ်ကျွန်တော်မကြုံအောင်ကျွန်တော်ကြုံခဲ့ရတဲ့အတွေ့အကြုံလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီကဖြစ်သွားရင်ကျွန်တော်ကနှစ်ဦးနှစ်ဖက်လုံးကဆုံးရှုံးရတာကြီးပဲဂျားတွေကလိန်သွားတဲ့လူကပဲကျွန်တော်အမျက်ထွက်သွားတာဖြစ်ပါတယ်ဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်ကိုအောင်ခန့်ဆိုတဲ့ brother တယောက်ကကျွန်တော် protein order လာတင်ပါတယ် wheat protein ကျွန်တော်ကျော်ချီကို18ခု order လာတင်ပါတယ်ဒါပေမဲ့ကျော်ချီမှာ on ကပစ္စည်းပြတ်နေတဲ့အတွက်ကျွန်တော်မရဘူးလို့ပြောလိုက်ပါတယ်နောက်2ရက်လောက်ကြာတော့သူပစ္စည်းပြန်ဝင်လာလို့ဆိုပြီးတော့ကျွန်တော် on 18ခုရမယ်ကျွန်တော်ယူပေးနိုင်မလားပေါ့ကျွန်တော်ကလည်းပစ္စည်းပြတ်နေတာတခြားနောက်ပြီးဈေးကလည်းသူပေးတဲ့ဈေးကလည်းကျွန်တော်တို့ကပြန်ရောင်းဖို့အတွက်အဆင်ပြေနေတာတခြားတော့ကျွန်တော်ပြန်ကောက်ပေးမယ်ဆိုပြီးကျွန်တော်ပြောလိုက်တယ်ဒါတော့မှကျွန်တော်2ရက်ကြာခဲ့တယ်နောက်ကျတော့ကျွန်တော်အဆင်မပြေတော့မယူတော့ဘူးကျွန်တော်ပြောတော့ကျွန်တော်ကိုဈေးထက်လျှော့ပေးတယ်2000စီထက်လျှော့ပြီးတော့ရတယ်ဆိုကျွန်တော် COD ရရင်ယူမယ်ဆိုပြီးတော့ကျွန်တော်လုပ်ခဲ့တယ် COD ရရင်ယူမယ်ဆိုတော့ကျွန်တော်ဂျင်လာပို့ပေးမယ်ဂျင်လာပို့ပေးမယ် COD တခြားစစ်ပေါ့ပစ္စည်းကိုလည်းကြိုက်တဲ့လောက်စစ်အဲဆိုလို့ဆိုရင်လည်းကျွန်တော်အဆင်ပြေတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒီဖြစ်စဉ်တွေကလည်းအရှိမှလည်းအများကြီးဖြစ်ခဲ့ယူပါတယ်အဲ့ဒီအတွက်ကျွန်တော်အများကြီးသတိထားတယ်ဘာကြောင့်လဲဆိုရင်ဂျားတွေက KP ဝင်ယူသွားတဲ့လူတွေအများကြီးရှိတယ်အရင် protein ဆိုင်တွေလည်းတွေ့ဘူးတော့ကျွန်တော်အများကြီးသတိထားမယ်ဆိုပြီးပြောခဲ့တယ်ဒါကျွန်တော်နာမိတ်ဆွေတွေကိုလည်းကျွန်တော်ခဏခဏတိုင်ပင်တယ်ဒါကြီးကတော့ကျွန်တော်လိန်ပါလားဘာလားမသိဘူးဒါပေမဲ့ကျွန်တော်ဒီစားတော့ view site မယ်ဆိုပြီးတော့ကျွန်တော်နေတယ်ပေါ့ပြင်ဆင်ထားတယ်ဖြစ်ချင်တော့အနေကကျွန်တော် protein လာပို့တဲ့အချိန်မှာကျွန်တော် protein သက်ယူတယ်သက်ယူရကျွန်တော်ပစ္စည်းတွေပါအကုန်စစ်တယ်ငွေလွှဲကန်ဒီမှာကျွန်တော်ပြဿနာနည်းနည်းလေးစဖြစ်တာပဲငွေလွှဲကန်ကြီးဆိုတာကျွန်တော်အဲ့အချိန်မှာကျွန်တော်သတိထားလာတဲ့အတိုင်းပစ္စည်းတွေအကုန်စစ်ပြီးတော့ကျွန်တော်လာပို့တဲ့ brother ကိုမေးတယ် brother ကိုလွှဲရမှာလားဒါမှမဟုတ်ဟိုတယောက်ကိုပဲလွှဲရမှာလားသူတို့ကတော့ဈေးတွေဘယ်လိုလုပ်ထားလဲတော့ကျွန်တော်မသိကျွန်တော်ရှိရောက်တာကတစ်ဈေးသူရှိမှယူနေတာတစ်ဈေးဖြစ်တဲ့အတွက်သူကဘယ်လိုပြောလဲဆိုရင်ရတယ်ဟိုကိုပဲလွှဲလိုက်သူ့တို့သူကဘက်ကင်းနဲ့ရှင်းမယ်ပြောတယ်ကျွန်တော်ဖြစ်စေချင်တာကကျွန်တော်ဟိုကလက်ပိုးတဲ့လူနဲ့ကျွန်တော်ဝယ်တဲ့လူနဲ့ဓာတ်ရိုက်တွေးနေတဲ့အချိန်မှာသိရမလားကျွန်တော်ထဲထဲဝင်ဝင်တော့ပြောတင်တယ်ပေါ့ထဲထဲဝင်ဝင်ဒါကတော့ဘယ်လိုဖြစ်တယ်ဘယ်သူနဲ့သိတာလဲဘယ်လိုလွှဲမှာလဲဒါတော့တေချာတော့ပြောတင်တယ်ထင်တယ်ဘာလို့ဆိုတော့ကျွန်တော်ကလည်းအဲ့လိုတွေဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်အရန် view site တယ် view site ပြီးတေချာမေးတယ်ထပ်မေးတယ် brother ကိုပေးရမှာလားဒါမှမဟုတ်ဟိုပဲလွှဲရမှာလားအဲ့ brother ပြောတာဟိုကသူ့ကိုပေါင်ခတ်ဆိုတဲ့လူကသူ့ကိုဟိုက banking နဲ့ရှင်းမယ်ပြောတယ်ဒါပေမဲ့ကျွန်တော်ကဒီက KP နဲ့လွှဲတယ်ကျွန်တော်အဲ့လိုတွေဖြစ်မှာကြောင့်လို့ကျွန်တော် cash down စောင်းလာတယ် cash နဲ့ပဲရှင်းမယ်ဆိုပြီးတော့ကျွန်တော်လုပ်ထားတယ်အဲ့လိုဖြစ်မှာကြောင့်လို့ဒါပေမဲ့ဖြစ်သွားတော့ဘယ်လိုဖြစ်သွားဆိုတော့ကျွန်တော်ပတ်စံ20တိတိလွှဲပြီးတဲ့အချိန်မှာကျွန်တော်ထပ်မေးတယ် brother ကိုအောင်ဒီကောက်ဆိုတာသိချာရင်တော့ကိုအောင်ခတ်ဆိုတာသိချာရင်တော့ဟုတ်တယ်ကိုတဲ့ तू ကကျွန်တော်တို့ banking နဲ့ပြန်ပေးမှာတယ်အိမ်ဟောက်ဆိုဟုတ်ပြီကျွန်တော်ထပ်လွှဲမယ်ဆိုပြီးတော့ကျွန်တော်ထပ်လွှဲတယ်30လွှဲပြီးတော့30ထပ်လွှဲတယ်လွှဲပြီးတော့နောက်ကျန်တဲ့ငွေသားကျန်တဲ့ဟာကိုတော့ကျွန်တော်ငွေသားနဲ့ပေးလိုက်တယ်အဆုံးတော့ကိုတော့အမှဘယ်လိုဖြစ်လဲဆိုတော့အမှပြဿနာစတတ်တာပဲကိုအောင်ခတ်ဆိုတဲ့လူကဖုန်းဆက်ပေးလိုက်ပြီ block သွားတယ်အမှဟို brother ကဘာဖြစ်လဲဆိုတော့သူရှိလဲ banking ကမရောက်လာဘူးဘယ်လိုပြောလဲကျွန်တော်ကလည်းဟိုလွှဲပြီးသွားပြီအမှကျွန်တော်တို့အကိရန်တက်သွားတယ်ကိရန်တက်သွားတော့ဟို brother လည်းကျွန်တော်သူကလည်းစိုင်ဖွင့်လာတဲ့အတွက်ကျွန်တော်ပစ္စည်းမဆုံးရှုံးချင်ဘူးကျွန်တော်ကလည်းကျွန်တော်ပေးလိုက်တဲ့အတွက်ပစ္စည်းမဆုံးရှုံးချင်လေလပိုးတဲ့ brother ကိုလည်းသူကဘယ်လောက်တောင်အရှုံးသွင်းထားလဲတော့မသိဘူးအရန်ယုံကြည်မှုဖြစ်နေကျွန်တော်တို့ရမ်းမယုံအဲကြောင့်မို့လပိုးနဲ့ brother ပဲကျွန်တော်လက်ထဲကိုပတ်စံထဲမယ်ဆိုပြီးကျွန်တော်လှုပ်ထားတဲ့အချိန်ပေါ့အဲ့တော့ဟို brother သူ့ဟိုက banking နဲ့ရှင်မှာဒီသူ့ပဲလွှဲလိုက်ရတယ်ဆိုတော့ကျွန်တော်ထွက်လွှဲလိုက်တယ်အဲ့ brother အရန်လိုပါတယ်ဒါမှမကြုံဘူးထားလို့လားတော့ကျွန်တော်လည်းမသိဘူးပေါ့ဖြစ်သွားရင်တော့ဒါကတော့ရှင်းရမှာပဲဟုတ်တယ်မလားဖြစ်သွားရင်တော့ဒါတွေကတော့ရှင်းရမှာပဲအဲ့မှာသူတို့ကလည်းစိုင်ဖွင့်ထားတာဖြစ်ရှင်တော့သူတို့ကလည်းစိုင်ဖွင့်ထားတာစိုင်ပိုင်ရှင်အမနဲ့ကျွန်တော်ဖုန်းပြောပြတယ်သူတို့ကလည်းရန်ထုပူနေတဲ့အချိန်ဆိုတော့ပြောတာတွေကကျွန်တော်ရန်နားမလဲဘူးကျွန်တော်ကဘာကိုတွေးနေလဲဆိုတော့ကျွန်တော်ဆုံးရှုံးသွားတဲ့ဟာကိုပဲကျွန်တော်ဘယ်လိုအကောင်းဆုံးပြန်လုပ်ကြမယ်ပဲကျွန်တော်တွေးနေဖြစ်တဲ့အတွက်ဘာမှတော့ response ပြန်မလုပ်နိုင်အမှဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တက်ဆိုင်ရည်သွားတယ်နောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုတော့ဝက်ဒီဘက်နဲ့ကျွန်တော်တို့ပြေလည်လိုက်ရတယ်ပေါ့ကျွန်တော်လည်းပြေးမရလိုက်ဘူးဟိုဘက်ကလည်းပြေးအဆင်မပြေလိုက်ဘူးဂျားထဲကလူကပဲအဆင်ပြေသွားတော့ဒါကြောင့်ကျွန်တော်နောက်ဆိုင်တွေကိုလည်းကျွန်တော်ဒီလိုမဖြစ်အောင်ဒါကို sharing လုပ်ခြင်းဖြစ်တယ်ဆိုင်ဘက်ကိုလည်းကျွန်တော် view site စီခြင်းတယ်နောက်ကျွန်တော်တို့ဒီရောင်းတဲ့သူတွေပဲဖြစ်ဖြစ်ဝယ်တဲ့လူတွေပဲဖြစ်ဖြစ်အထူး view site ကြပါဘာကြောင့်လဲဆိုတော့အဓိကကျွန်တော်ရောင်းသူနဲ့ဝယ်သူဓာတ်ရိုက်တွားလိုက်တာပဲကောင်းတယ်ဂျားထဲမှာကျွန်တော်တို့ဒီလိုတွေရှိလာခဲ့ကျွန်တော်လည်းရှေ့မှာနှစ်ခေါက်ကြုံမှုထားတာဖြစ်တဲ့အတွက်ဒါကိုအရင် view site တယ် view site နဲ့ဂျားပဲဒီလိုဖြစ်သွားတဲ့အတွက်စိတ်တော့မကောင်းပါဘူးဒါပေမဲ့ကျွန်တော်တို့တယောက်တစ်ဝက်တော့ကျွန်တော်တို့အကုန်လုံးပြေးလည်လိုက်ရတယ်ပေါ့နော်အဲ့ဒီဆိုင်တွေလည်းကျွန်တော်တကယ်စိတ်မကောင်းပါဘူးအဲ့ဒါကြောင့်မို့မိတ်ဆွေတွေအားလုံးပဲ view site ကြပါရောင်းသူဝယ်သူအကုန်လုံးပါပဲဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်